နိုင်ဂျီးရီးယားကကျောင်းတစ်ကျောင်းကိုတွားရောက်တဲ့နေ့တစ်နေ့မှာအတွေ့အကြုံသစ်တွေကိုတွေ့ရပါလိမ့်မယ်။ဒီကျောင်းကိုမရောက်ခင်ကတည်းကကျောင်းသားတွေရဲ့စွမ်းအင်ကထူးခြားနေတာကိုသတိထားမိမှာပါ။ထိုင်ဝမ်ကျောင်းတွေရဲ့တိတ်ဆိတ်မှုကိုမြင်ရောက်နေတဲ့သူအတွက်တော့ဒါဟာလုံးဝကိုကွဲပြားခြားနာတဲ့ပုံစံပါပဲ။ Uniform ဝတ်ဖို့အတွက်ဘောင်းဘီအနဲ့ရောင်ကိုမိခဲ့တဲ့အတွက်အစကတည်းကအခက်အခဲလေးတွေရှိခဲ့ပါတယ်။ဒါပေမဲ့ဒေသခံတွေကတော့ကလီဒီရဲ့စိတ်အားထက်သန်မှုဟာကားဝတ်တက်ပြီးပြီးလွှားနိုင်တဲ့အထိရှိတယ်လို့တတိပေးခဲ့ပါတယ်။ဒီအချိန်တွေကအခြားအတွေ့အကြုံတွေနဲ့ဘလောက်ကွာခြားမလဲဆိုတာကိုသိကျင်စိတ်ဖြစ်လာစေခဲ့ပါတယ်။ နိုင်ဂျီးရီးယားကျောင်းဝတ်စုံကိုဝတ်ဆင်လိုက်ရတဲ့အခါအတွေ့အကြုံကစတင်ကွဲပြားနေပါပြီ။တိတ်ဆိတ်တဲ့ထိုင်ဝမ်ပတ်ဝန်းကျင်နဲ့လုံးဝမတူတဲ့စွမ်းအင်တွေဟာဒီမှာလွှမ်းမိုးနေတာကိုခံစားရပါတယ်။ဒီနေရာမှာလူတိုင်းဟာတက်ကြွလွန်ပြီးစိတ်လှုပ်ရှားနေတာကိုတွေ့ခဲ့ပါတယ်။ ကျောင်းထဲမဝင်ခင်မိတ်ဆွေကလဲစည်းစီးတတ်တဲ့သူ့ရဲ့စွမ်းရည်ကိုခဏလေးပြသခဲ့ပါတယ်။ဒီလိုမျိုးစိတ်ရည်ထားပြီးကိုယုံကြည်မှုရှိတဲ့အပြုအမူကနောက်ပိုင်းမှာကြုံတွေ့ရမယ့်စူညံပွက်လော့ရိုက်မှုတွေအတွက်ကြိုတင်ပြင်ဆင်မှုလို့ဖြစ်နေခဲ့ပါတယ်။ ကျောင်းထဲကိုရောက်တာနဲ့ကလေးတွေရဲ့အော်ဟစ်ဆူညံတန်တွေကအရင်တုန်းကကြားခဲ့ရတဲ့သတိပေးချက်တွေကိုအတီးပြုတ်ပေးခဲ့ပါတယ်။ကျောင်းဦးကြီးရဲ့ကြိုးစိုးစကားတွေတောင်မှပျော်ရွှင်စွာဆူညံနေတဲ့ကြားမှာပျောက်ကွယ်သွားခဲ့ပါတယ်။ဒါဟာထိုင်ဝမ်ကကျောင်းနဲ့လုံးဝကိုကွဲပြားတဲ့ပထမဆုံးအတွေ့အကြုံပါပဲ။ ကနဦးအားတင်စရာတွေကြားကနေမိတ်ဆွေကကျောင်းသားတွေရဲ့စိတ်အားထက်သန်မှုကိုလက်ခံခဲ့ပါတယ်။သူတို့ရဲ့နာမည်အကြိုက်ဆုံးဘာသာရပ်တွေနဲ့သူတို့နိုင်ငံပေါ်ထားတဲ့ချစ်ချင်းမေတ္တာတွေကိုသင်ယူခဲ့ပါတယ်။ဒီလိုပြောဆိုရင်အဖျားလန်ချိတ်ဆက်မှုပုံမနှက်ဆိုင်လာခဲ့ပါတယ်။ ကျောင်းသားတွေကိုစူးစီးပြီးလိုင်းတွန်အားကစားပုံစံတစ်ခုလုပ်ကြည့်တဲ့အခါသူတို့ရဲ့အကန့်အသတ်မရှိတဲ့စွမ်းဟင်ကိုထပ်မံမြင်တွေ့ခဲ့ရပါတယ်။ဒါဟာယဉ်ကျေးမှုအရာစိတ်လှုပ်ရှားမှုတွေကိုဘယ်လိုဖော်ပြလဲဆိုတာကိုပြသတဲ့ရိုးရှင်းပေမဲ့ထူးခြားတဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။ ကျေပြောလာတဲ့ကျောင်းဝင်းကိုလက်ပါကြည့်ရှုတဲ့အမေရိကန်ကျောင်းတွေနဲ့နိုင်ရှင်ရဲ့ဒီကျောင်းရဲ့အယူရစားကတကယ်ကိုကြီးမားတယ်ဆိုတာကိုသတိထားမိခဲ့ပါတယ်။ကျောင်းသားတွေရဲ့နီးလဲစာသမင်းနဲ့ရေခဲမှုမရှိတာစတာတွေကဒီယဉ်ကျေးမှုရဲ့အသေးစိတ်အချက်လက်လေးတွေကိုပြသနေပါတယ်။ ဒီကျောင်းမှာအငယ်တန်းကျောင်းသားတွေကနေအကြီးတန်းကျောင်းသားတွေအထိအသက်အရွယ်အမျိုးမျိုးကိုလက်ခံသင်ကြားပေးပါတယ်။အတန်းတွေအားလုံးပိတ်ထားတာကိုတွေ့ရတဲ့အတွက်အံ့အားသင့်ခဲ့ရပြီးကျောင်းရဲ့အားလက်ချိန်စနစ်အကြောင်းကိုလေ့လာခွင့်ရခဲ့ပါတယ်။ United Kingdom ကအကြောင်းသားတို့နဲ့တွေ့ဆုံခဲ့ရတဲ့အတွက်နိုင်ငံတကာစာနဲ့အတွေ့အကြုံတစ်ခုထိခဲ့ပါတယ်။ အမေရိကန်နဲ့နိုင်ဂျီးရီးယားပညာရေးစနစ်တွေကိုနိုင်ရှင်တဲ့ဗဟေလီတစ်ခုကကျောင်းသားတွေရဲ့ Meiosis နဲ့ Mitosis လိုမျိုးဘာသာရပ်တွေမှာထုံးချုံမှုကိုမိမှန်ထုတ်ခဲ့ပါတယ်။ဗဟေလီမေခွန်းတွေထဲမှာအမေရိကန်သမိုင်းဆိုင်ရာမေခွန်းတွေလည်းပါဝင်ပြီးအမားယွင်းရှိတဲ့အဖြေတချို့ကိုလည်းတွေ့ရပါတယ်။အမေရိကန်အလံမှာကျဲ90နဲ့အစင်း73ဟုရှိကြောင်းကိုသူကရှင်းပြခဲ့ပါတယ်။ကျောင်းပြီးသွားပေမဲ့ကျောင်းသားတွေကဘောလုံးကစားဖို့ကွင်းထဲကိုသွားခဲ့ကြပါတယ်။ ဘောလုံးကစားဖို့စီစဉ်ထားပေမဲ့စိတ်အားထက်သန်တဲ့ကျောင်းသားအမားကြီးကြောင့်မကစားဖြစ်ခဲ့ပါဘူး။နောက်ဆုံးအနေနဲ့ဒါယာအမိရှိတဲ့လူငယ်အမှုပညာရှင်တဦးနဲ့စိတ်လှုပ်ရှားဖွယ်တွေ့ဆုံခဲ့ရပါတယ်။ဒီအတွေ့အကြုံကနိုင်ဂျီးရီးယားကျောင်းရဲ့တက်ကွယ်တဲ့စိတ်ဓာတ်ကိုခိုင်မာသည့်ယဉ်ကျေးမှုဆိုင်ရာနစ်မြုံမှုပုံစံတွေထဲကတစ်စိတ်တစ်ပိုင်းထားဖြစ်ပါတယ်။